မင်္ဂလာပါဒီနေ့မှာတော့အဝတ်လျှော်ရတာကိုပင်ပန်းစရာအလုပ်တစ်ခုလို့မဟုတ်ပဲအလွယ်တကူစိတ်ကြိုက်ဖြစ်စေမယ် Alpha Electronic ရဲ့ 50kg fully auto washing machine ကြောင့်မိတ်ဆက်ပေးကြပါတယ်ရိုးရိုး manual set တွေနဲ့ဘာတွေကွာခြားပြီးဘာတွေပိုသုံးဝင်လဲဆိုတော့ကြည့်လိုက်ရအောင်အရင်က manual set တွေဆိုရင်အဝတ်လျှော်ဖို့ရေဖြည့်လျှော်ပြီးရေပြန်ညှစ်လှမ်းဖို့အတွက်နောက်တစ်ခါနေရာပြန်ရွှေ့ရရင်လည်းအရန်ကိုအလုပ်ရှုပ်ပါ Alpha ရဲ့ fully auto မှာတော့ဒီလိုမဟုတ်ပါဘူးခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့လျှော်မယ်ရေဆေးမယ်ပြီးတော့အဝတ်တွေကိုအချောက်ခံတဲ့အထိအလိုလျောက်လှုပ်ဆောင်ပေးသွားပါတယ်ဒီဆက်မှာပါတဲ့အားသာချက်တွေကတော့ Fuzi Logic System ကိုဝတ်တွေရဲ့ပမာဏနဲ့အလေးချိန်ကိုစက်ကအလိုလျောက်ချိန်ညှိပေးပြီးရေပမာဏနဲ့ရှော်ရမယ့်အချိန်ကိုအကောင်းဆုံးဖြစ်အောင်တွက်ချက်ပေးပါတယ် Program Option ကိုယ့်ရဲ့ဝတ်မျိုးစားပေါ်မူတည်ပြီး Standard, Bit Object, Genre, Quick Work စတဲ့အစီအစဉ်တွေကိုလိုသလိုရွေးချယ်နိုင်ပါတယ် Preset Feature အဝတ်လျှော်မယ့်အချိန်ကိုကြိုတင်သတ်မှတ်ထားလို့ရပါတယ်ဥပမာအပြင်သွားနေတုန်းကိုပြန်ရောက်မယ့်အချိန်နဲ့ကွက်တိကြအောင်စက်ကအလုပ်လုပ်ပေးသွားမှာပါ Auto Water Level Failure Recovery ရေအဆင့်ကိုစက်ကပဲအလိုလျောက်ချိန်ညှိပေးသလိုမီးပြတ်သွားတဲ့အခါမျိုးမှာလည်းအရင်လျှော်ထားတဲ့အခြေအနေကနေပြန်ပြီးဆက်လုပ်ပေးနိုင်တဲ့အတွက်စိတ်ချရပါတယ်ဒါကြောင့် manual set တွေနဲ့လျှော်ရတဲ့ပင်ပန်းမှုကိုဖယ်ရှားပြီးအချိန်ကုန်သက်သာခြင်းနဲ့အဝတ်တွေကိုလည်းပုံမတန့်ရှင်းပြီးပျက်စီးမှုနည်းအောင်လျှော်ခြင်းနဲ့ဆိုရင်တော့ Alpha 50kg fully auto washing machine ကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ Alpha ရဲ့ ALW 150A model လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့နီးစပ်ရာ Alpha Electronic အယောင်ကိုယ်စားလှယ်ဆိုင်ကြီးတွေနဲ့စိုင်းငိန်ကမုံမွင့်တတိယတက်က Alpha Store ကန်တော်လေးကမုံမွင့်ဒုတိယတက်က Alpha Store မြောက်ကလာ6ခွေမှတ်တိုင်နီးယာ Alpha Store တာကေတာဒေါဘုံမြို့နယ်က Alpha Store တာမွေမြို့နယ်ဘောက်ထော် Alpha Store ကဘာရေးဖျားလမ်းမပေါ် The Central ဘိုလီဘတ်မှာဖွင့်လှစ်ထားတဲ့ Alpha Electronic Showroom ကြီးနဲ့ Alpha Electronic Facebook page တို့မှာဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်တို့ကိုဖုန်းမှာနောက်ဗီဒီယိုမှာပြတ်ဆုံးပါမယ်